အခုနှစ်တလဲရောက်ပြီဆိုတော့အမကိုအမပြောချင်တယ်ဆူတောင်းစကားလေးတစ်ခွန်းလောက်အရှိမပြီးခဲ့တာတွေကိုဘာမှမစင်းစားချင်တော့ပဲဒီနှစ်မှာပေါ့နော်ပို့ပြီးတော့ကိုအတွက်အကောင်းဆုံးဖြစ်အောင်ပြီးတော့ကိုပို့ပြီးတော့တိုးတက်အောင်ပြီးလို့ရှိရင်ကိုချစ်တဲ့သူတွေအတွက်ကိုရဲ့မိသားစုအတွက်အကုန်လုံးပေါ့နော်အများကြီးစူးစမ်းချင်ပါတယ်လို့ပြောချင်ပါတယ်နှစ်သစ်မှာဒီတက်မကတိုးတက်အောင်မြင်မှုတွေလည်းလိုချင်ပါတယ်ပြီးတော့ program လေးဒီတက်တိုးတက်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်နှစ်တအတွက်ကိုရဲ့မိဘအတွက်ဆူတောင်းစကားလေးတစ်ခွန်းမေးချင်တဲ့မှာနဲ့ဟိုတားနဲ့တူနေပါလို့ပဲဆုတောင်းပေးတယ်ဘူးချိန်မှာမိဘနဲ့တူတူမရှိနိုင်တဲ့အတွက်မိဘကိုပြောချင်တဲ့စကားလေးတစ်ခွန်းလောက်စားထိုးမရတယ်ပေါ့နော်ကျန်တဲ့ຢာတွေကစားထိုးလို့ရတယ်ဆုံးရှုံးပြီးသွားလို့ချင်းပေါ့တော့ပြန်မရနိုင်ဘူးအခုချိန်မှာကျမ်းမာရေးကအစတစ်ခုခုဖြစ်တယ်ဆိုရင်တော့ပေါ့နော်အသေးသေးကအစ view site စီခြင်းတယ် view site ပါလို့ဘဝမှာမိဘကိုလှုပ်ပေးခြင်းတဲ့အရာရှိလားကျွန်တော်မိဘကိုကျွန်တော်ကိုယ်တိုင်ပတ်စံနဲ့ရှာထားတဲ့အိမ်လေးနဲ့ကားလေးနဲ့ထားခြင်းတယ်အခုချိန်မှာမိဘကိုတခုခုဖြည့်ဆည်းပေးလို့ရမယ်ဆိုရင်ဘာဖြည့်ဆည်းပေးခြင်းလဲဟိုလိုချင်တာပေါ့နော်ကိုဘဝမှာအများအားမဟုတ်ရင်တော့မှတစ်ခါတလေတော့မေးလိုချင်တဲ့လက်ညှိုးထိုးလိုက်တဲ့ဟာကိုဝယ်ပေးခြင်းတဲ့လူမျိုးဖြစ်ချင်တယ်ကိုရဲ့မိဘအတွက်နှစ်သက်ဆူတောင်းစကားလေးတစ်ခွန်းလောက်အမတို့ကပေါ့နော်အမေကိုပဲကြော့ပြစ်တယ်ပေါ့နော်လုတ်ပေးနိုင်တဲ့အချိန်မှာအမေကိုအမြဲတမ်းနှစ်စင်တိုင်းကြော့ချင်လို့အမေအသက်ရှည်ပြီးတော့ကျန်းကျန်းမာမာနဲ့နေနိုင်ပါစေလို့အမေကိုအမြဲတမ်းဆုတောင်းပေးပါတယ်အမအခုလက်ရှိဗမာနေနေရလဲရင်ရုံးကပေးထားတဲ့အဆောင်ပါအခုရောင်းပေးထားတဲ့အဆောင်မှာနေတော့တတိယကိုပြောချင်တဲ့စကားလေးတစ်ခွန်းလောက်အရန်လဲကျေးဇူးတင်တယ်ကုန်ကြစရိတ်ဆိုလို့ရှိရင်အရန်တက်တာပါတယ်ဒီအဆောင်ငှားမဲ့ကုန်ကြစရိတ်ဆိုလို့ရှိရင်အမတို့ကမိဘကိုပို့ပြီးတော့ပြန်ပေးနိုင်တာပေါ့အဲဒါကြောင့်တတိယအရန်ကျေးဇူးတင်ပါတယ်လို့ဆရာကိုလည်းကျေးဇူးတင်ပါတယ်လို့အခုလိုမျိုးစားစားရရအဆင်ပြေအောင်ကူညီပေးရကြလို့လည်းဒီထဲမှာတိုးတက်အောင်မြင်ပါစေလို့ဆုမကန်တောင်းပေးပါတယ်ဖိနဲ့မေကိုလှုပ်ပေးခြင်းတဲ့အရာတစ်ခုကိုအခုလှုပ်ခွင့်ရမယ်ဆိုရင်အဲ့ဒီအရာဘာဖြစ်မလို့လှုပ်ပေးခြင်းတဲ့အရာတွေတော့အများကြီးပေါ့ဒီနွေရာသီရောက်ပြီဖြစ်တဲ့အတွက်ကျွန်တော်ပက်တရပူတော့အဲကူလာတော့ဘာလို့အဲကွန်တော့အဲ့လိုမျိုးအရာတွေတော့ဝယ်ပေးဖို့တော့ရှိတယ်ဒီချိန်မှာမိဘနဲ့တူတူမနေနိုင်တဲ့အတွက်အဖေနဲ့မေကိုပြောချင်တဲ့စကားလေးတစ်ခွန်းလောက်အဖေနဲ့မေကျမ်းမာချမ်းသာပြီးတော့အသက်ရကျော်နေနိုင်ပါစေလို့ဆုတောင်းပေးပါ